ဒီအမျိုးသမီးဟာရင်းနစ်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေးလိုက်ရတဲ့အခါတော်တော်လေးကိုထိတ်လန့်သွားခဲ့ရပါတယ်။သူမဟာအဲ့ဒီလူကိုကယ်တင်ဖို့အတွက်ရေထဲကိုချက်ချင်းပဲခုန်ချသွားခဲ့တာပါ။ကံပေါ်ကိုဆယ်တင်ပြီးတဲ့အချိန်မှာတော့အဲ့ဒီအမျိုးသားဟာတတိမိမျောနေခဲ့ပါပြီ။ဒါကြောင့်အမျိုးသမီးဟာသူ့ကိုအသက်ရှူလုံးပြန်မှန်အောင်နဲ့နှလုံးပြန်ခုန်လာအောင်အရေးပေါ်ပြုစုခဲ့ရပါတယ်။ဒီလိုမျိုးစူးစမ်းအထောက်ခဲ့လို့သာအဲ့ဒီအမျိုးသားဟာတတိပြန်လဲလာခဲ့တာပါ။ဒါပေမဲ့သူကဘာတူလဲဆိုတာကိုမေးလိုက်တဲ့အခါမှာတော့သူ့မှာမှတ်ဉာဏ်ဒီပျောက်ဆုံးနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီတော့လေအမျိုးသမီးခင်ယာမှာသူ့ကိုအိမ်ကိုပဲခေါ်သွားဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအမျိုးသမီးလည်းမိဘတွေဟာအိမ်ကိုပြန်ရောက်လာပြီးသမီးဖြူသူကအမျိုးသားတစ်ယောက်ကိုအိမ်ခေါ်လာတာကိုမြင်သွားခဲ့ကြပါတယ်။ဖခင်ဖြူသူကတော့ဒီလူဟာသမီးရဲ့ချစ်သူလားဆိုပြီးချက်ချင်းပဲမေးပါတော့တယ်။အမျိုးသမီးဟာဒီလူကိုဘလို့မျိုးကယ်တင်ခဲ့ရတယ်ဆိုတဲ့အကြောင်းစုံကိုမိဘတွေကိုအမြန်ပဲရှင်းပြလိုက်ရပါတယ်။သူ့ရဲ့အချက်လက်တွေကိုစုံစမ်းပြီးတာနဲ့သူ့အိမ်ကိုပြန်ပို့ပေးမယ်လို့လည်းပြောပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ထိလန့်သွားပြီးသူမစီကိုပြေးလာကသူ့ကိုပြမထားခဲ့ဖို့အတနာခံတောင်းဆိုနေပါတော့တယ်။အဲ့ဒီနောက်မှာတော့အင်ရှင်ဖြစ်သူရောက်လာပြီးဒီလအတွက်အင်္ဂါကားပေးဖို့တောင်းဆိုပါတော့တယ်။အမျိုးသမီးရဲ့မိခင်ဖြစ်သူကတော့အင်္ဂါကားကိုနောက်ထပ်3ရက်လောက်နေမှဖေလို့ရမလားဆိုပြီးအင်ရှင်ကိုတောင်းပန်ခဲ့ပါတယ်။မိသားစုစီပွားရေးကအဆင်မပြေဖြစ်နေတာကြောင့်အခုလောလောဆယ်မှာငွေအလုံးလောက်မရှိသေးလို့ပါပဲ။ဒါပေမဲ့အင်ရှင်ကတော့လုံးဝကိုညှင်းဆန်ခဲ့ပြီးအခုချက်ချင်းပေးရမယ်လို့ပဲဇွတ်တောင်းနေခဲ့ပါတယ်။ပြီးတော့လေအဲ့ဒီအင်ရှင်ဟာအမျိုးသမီးကိုချစ်သူအသေးချက်ချင်းရသွားတာပဲဆိုပြီးလောင်ပြောင်းနေပါသေးတယ်။တကယ်တော့ဒီအင်ရှင်ဟာအမျိုးသမီးရဲ့ရီစာဟောင်းရဲ့အမေဖြစ်ပြီးသူမရဲ့သားကဖောက်ပြန်ခဲ့လို့လမ်းခွဲခဲ့ကြတာပဲဖြစ်ပါတယ်။အမျိုးသမီးကလည်းကျမရဲ့ချစ်သူကရှင်သားထအစားပေါင်းတန်းချီပြီးသားပါတယ်။ရှင်သားကတော့လူယုံမတယောက်ပါပဲလို့အင်ရှင်ကတမင်တကာဖြေပြောလိုက်ပါတယ်။အင်ရှင်ကတော့ဒေါသထွက်သွားပြီးသူမကိုရိုက်ဖို့ကြိုးစားခဲ့ပြီးမြဲအဲ့ဒီအမျိုးသားကတားဆီးလိုက်ပါတယ်။အမျိုးသားကကြည်ရတာရိုးရိုးသားသားပုံစံမဟုတ်တာကိုတီးသွားတဲ့အတွက်အင်ရှင်လည်းနောက်ဆုံးမှာတော့အင်္ဂါကားကို3ရက်နေမှပေးဖို့သဘောတူလိုက်ရပါတော့တယ်။မိခင်ဖြစ်သူကတော့သမီးကိုသူမရဲ့အလုပ်ရှင်စီမှာလာစာချိုးထုတ်ဖို့ပြောချင်နေခဲ့ပြီးမြဲအမျိုးသမီးကတော့အဲ့ဒီနေမှာပဲအလုပ်ပြုတ်သွားခဲ့ပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီအကြောင်းကြောင့်ပဲသမီးသားစုလုံးအင်္ဂါကားတော့ဘလို့လုပ်ရမလဲဆိုပြီးစိုးရိမ်နေခဲ့ကြပါတယ်။အဲ့ဒီချိန်မှာဖခင်ဖြစ်သူကမနေ့ပြန်မှာလက်မှုပညာပြိုင်ပွဲတစ်ခုရှိနေပြီးစုကျဲကဒေါ်လာ2000အထိတောင်ရမှာထီကြောင်တတိယသွားပါတယ်။အမျိုးသမီးဟာငငယ်ကတည်းကသူမရဲ့ဖခင်စီကနေလက်မှုပညာတွေကိုသင်ယူခဲ့တာကြောင့်အားလုံးကသူမကိုဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့အားပေးခဲ့ကြပါတယ်။ဒါနဲ့အဲ့ဒီအမျိုးသားဟာအမျိုးသမီးနဲ့အတူပြိုင်ပွဲဝင်ဖို့စာရင်းသွင်းနေနေရကိုလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့စာရင်းသွင်းဖေးနေတဲ့ဝန်ထမ်းဟာသူမရဲ့ရီစာဟောင်းဖင်နေတာကိုတွေးလိုက်ရပါတယ်။အမျိုးသမီးကပြိုင်ပွဲဝင်ဖို့လာတာကိုသိသွားတဲ့အခါမှာတော့သူမရဲ့ရီစာဟောင်းကလုံးဝကိုကူညီပေးဖို့ညှင်းဆန်နေခဲ့ပါတယ်။ပြီးတော့သူတို့ကိုအမြန်ထွက်သွားဖို့တောင်ပြောဆိုနေခဲ့တာပါ။အဲ့ဒီချိန်မှာပဲပြိုင်ပွဲရဲ့ရင်းနှီးမြှုပ်နှံသူတထေးကြီးရောက်လာပြီးအမျိုးသမီးရဲ့ဘေးမှာရှိနေတဲ့အမျိုးသားကိုမြင်သွားတဲ့အခါမှာတော့အမျိုးသမီးရဲ့ရီစာဟောင်းကိုဘေးဖယ်ခိုင်းလိုက်ပြီးဒီလူဟာသူ့ရဲ့အကူဖြစ်ကြောင်ပြောလိုက်ပါတော့တယ်။ဒါပေမဲ့မှတ်ဉာဏ်ပြောင်းနေတဲ့အဲ့ဒီအမျိုးသားကတော့သူ့ကိုတန်တရားမျိုးလုံးတွေနဲ့ပဲကြည့်နေခဲ့ပါတယ်။